လူပညာရှင်တွေအားလုံးဒီနေရာမှာအစုတွေပြည်ပြနေရတာကျွန်တော်တို့တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူအေးအတူပူညအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အနာဂတ်မျိုးစစ်တဲ့လူငယ်လေးတွေဟာဒီနေ့လမ်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ဒီမိုကရေစီစနစ်တာကာလမှာကျွန်တော်တို့ရဲ့တက်တည်ပြနိုင်တဲ့အထောက်အထားတွေလည်းအများကြီးရှိနေပါတယ်အချိန်လုံးကဆန္ဒပြတဲ့ပုံစံနဲ့ဒီနေ့ဆန္ဒပြတဲ့ပုံစံနဲ့မတူတော့ပါဘူးတိလာတာတစ်ခုကဆန္ဒပြပြီးလမ်းပေါ်မှာကြည့်လိုက်အမိုက်တစ်စင်းမရှိတာကျွန်တော်တို့ရဲ့စီးကံဖြစ်ပါတယ်ကျွန်တော်တို့လူပညာရှင်တွေကပြည်သူတွေကပေါက်ထွားလာတဲ့ပြည်သူသားသမီးပါမိုးကြရွှေကိုလည်းမဟုတ်ပါဘူးပြည်သူနဲ့တရားလည်းရှိပါတယ်လူ့အဖြစ်တရားများတဲ့ဒီတိုက်ပွဲမှာအောင်မချင်းတိုက်တယ်အရေးတော်ဘုံအောင်ပါပြီအရေးတော်ဘုံအောင်ပါပြီအရေးတော်ဘုံအောင်ပါပြီတော့ပြည်သူတွေညီရလာတယ်ညီရတယ်တော့ပြည်သူတွေညီရလာတယ်ညီရတယ်တော့ပြည်သူတွေညီရလာတယ်ညီရတယ်အားလုံးအောင်နေတဲ့တိုက်ပွဲကိုကျွန်တော်တို့မကြောက်ခင်ဆင်ထားလိုက်ပါစေအမုန်းစကားမပြောပါဘူးအားလုံးကစီကံပြေဝတဲ့ဒီမိုကရေစီဖြစ်ဖို့အတွက် CDM ကအရေးကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်နိုင်ငံအရေးမှာပြည်သူတွေတဒက်တာပါဝင်ပေးကြတဲ့အတွက်လည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့လည်းဒါအပြည့်လူပညာရှင်တွေကလည်းပါဝင်ပြီးတော့အားပြည့်ပေးသွားမှာပါအဓိကကျွန်မပြောချင်တာက CDM ကိုထပ်ပြီးတော့ပါဝင်ပေးကြဖို့ကျွန်မဒီနေရာကနေပြောချင်ပါတယ်ပါဝင်ပေးလာအောင်လည်းပြည်သူတွေအနေနဲ့လည်းထပ်ပြီးတော့နှိုးဆော်ပေးကြပါလို့လည်းပြောချင်ပါတယ်ကျမတို့အစိုးရကဘာတူလဲကျမတို့အစိုးရဘာတူလဲ NLD ဘာတူမဲပေးခဲ့လဲ NLD ကိုစေနာရှိစနစ်စေနာရှိစနစ်လက်တွဲညီပြီးတော့အားလုံးတူတူသွားနေကြတယ်ပန်းနိုင်အောင်အားလုံးတိုင်းပါလားအားလုံးတိုင်းပါလားကျွန်တော်တို့တိုးတက်ဖို့ကိုပဲသွားမယ်ဘယ်တော့မှနောက်ကျောင်းပြန်မလဲဘူးအားလုံးညီသေးတော့ညီသေးတော့ကျေးဇူးများကြီးတင်ပါတယ်ဒီစနစ်ကြီးကိုဘယ်သူမှမကြိုက်ဘူးမကြိုက်တဲ့အတွက်ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာဖြစ်တယ်ထိတ်ထိတ်တွေးဆုံမှုနဲ့ပဋိပက္ခဖြစ်မဲ့ရေးအားလုံးကိုရှောင်ရှားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အားလုံးကြိုက်မှမကြိုက်တာမကြိုက်ကြောင်းဆန္ဒပေါ်ထုတ်ခွင့်ရှိပါတယ်အဲ့ဒါလူ့အခွင့်အရေးဖြစ်ပါတယ်ကျွန်တော်အားလုံးရဲ့အခွင့်အရေးကိုငြိမ်းငြိမ်းချမ်းချမ်းပြတာဟုတ်ပါတယ်နော်ဘယ်သူမှမုန်းလားဆိုမုန်းတရားဘာမှမပါဘူးဒီအာဏာရှင်စနစ်ကိုလုံးဝကန့်ကွက်တယ်ရှုံချတယ်ကြိုက်လားမကြိုက်ဘူးဒီစနစ်အောက်မှာနေချင်လားဆိုရင်မနေချင်ဘူးအဲ့တော့ကျွန်တော်အားလုံးစုပေါင်းပြီးငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာဖြစ်ပါတယ်ခင်ဗျာလုံးဝကျွန်တော်တို့ပဋိပက္ခဖြစ်မတည်လုံးဝဦးမတည်ပါဘူးအမုန်းတရားပါတဲ့ဆဲဆိုခြင်းလောင်ပြောင်ခြင်းမှုလုံးဝမပြုပါဘူးကျွန်တော်ရည်ရွယ်ချက်ဒီအာဏာရှင်ဒီစနစ်ကိုကန့်ကွက်တယ်ရှုံချတယ်မကြိုက်ဘူးမြင်အာဏာရှင်စနစ်ကြာဆုံးဖို့ညီညာခီးဆက်ပြရစီလားခင်ဗျာအားလုံးကျေးဇူးပါနော်အဓိကတော့ကျွန်တော်တို့ပြည်သူတွေကိုလှုပ်ချင်တဲ့အချိန်မှာလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတဲ့အကျင့်ဇိုးကြီးနဲ့အနိုင်ကျင့်နေတာကိုမခံချင်လို့ကျွန်တော်တို့အားလုံးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့ရှုတ်ချပါတယ်ခင်ဗျာအားလုံးအောင်ကြပါစေခင်ဗျာအောင်ပါစေခင်ဗျာအခုချိန်မှာကျမလည်းပြည်သူတယောက်ပါပဲအဲ့တော့ပြည်သူတယောက်အနေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုဒါလွတ်လပ်စွာထုတ်ဖော်ခြင်းပါတိုင်းပြည်အတွက်အားလုံးညီကြပါမယ်စစ်အာဏာရှင်စနစ်ကြဆုံးရေးတို့ရေးစစ်အာဏာရှင်စနစ်ကြဆုံးရေးတို့ရေးရဲတော်ဘုံအောင်မြင်ပါစေကျေးဇူးတင်ပါတယ်အခုချိန်မှာတော့တကယ်ကိုစိတ်မကောင်းစရာစိတ်ထိခိုက်စရာကိစ္စတွေနဲ့ပဲအကုန်လုံးကြုံနေရပါတယ်ရှင်
အဓိကတော့ပြည်သူတွေကိုလေအန်ဒီရဲ့ကင်းစေချင်ပါတယ်ဒါကြောင့်မလို့အားလုံးပဲပေါ့နော်ရှောင်စရာရှိရရှောင်ပြီးတော့အချင်းချင်းငိမ့်ချင်းဆိုတာဆန္ဒထုတ်ပေါ်တဲ့နေရာမှာအချင်းချင်းတူကူညီဆောင်ရှောက်အပြန်အလှန်ကူညီဆောင်ရှောက်ပြီးတော့ဆန္ဒပေါ်ထုတ်နိုင်ပါစေအောင်မြင်ပါစေပေါ့နော်အဲ့ဒါအဲ့ဒီလိုမျိုးဆန္ဒပြင်းပြနေပါမယ်ရှင်ရုံးမတက်နဲ့ရုံးမတက်နဲ့အမြဲဆုံးဒါဒီမိုကရေစီပေါ့နော်ညီမတို့ချင်းတဲ့ဒီမိုကရေစီပြန်ရချင်တယ်ပြီးတော့ဒီ CDM ပေါ့အဓိကဒီ CDM ကိစ္စအကြီးကိုဒီဝန်ထမ်းတွေအကုန်လုံးဒါပါဝင်တဲ့သူတွေရှိပြီဖြစ်တယ်လို့မပါဝင်ရသေးတဲ့ဝန်ထမ်းတွေလည်းအမြဲဆုံးပါဝင်ပေးပါလို့မီလီယာနေပြီးမြစ်တာရက်ခံချင်ပါတယ်ဒါအလို့ညွတ်ကိုမြစ်တာရက်ခံချင်ပါတယ်ကျွန်တော်တို့ဒီရက်ရှည်တိုက်ပွဲဖြစ်တဲ့အတွက်အကုန်လုံးစီလုံးလုံးနဲ့အကုန်လုံးခွန်အားရှိသမျှစိုက်ထုတ်ပြီးတော့တိုက်မှနိုင်မဲ့တိုက်ပွဲဖြစ်ပါတယ်အဲဒါကြောင့်အကုန်လုံးစီလုံးလုံးနဲ့တိုက်ကြပါမယ်ပြည်သူတယောက်အနေနဲ့ကလုံးဝကိုမပါဝင်လိုက်လို့ရှိရင်ကိုတစ်သက်လုံးလေးပြမတက်ဘယ်နဲ့နေရတော့မဲ့ခံစားချက်မျိုးနဲ့ကိုခံစားရပါတယ်ခုချိန်မှာပြည်သူတိုင်းရကြာရတာဝဲကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကြပါပါဝင်စေချင်ပါတယ်ပို့ပြီးတော့လည်းကိုလည်းပို့ပြီးတော့ယုံကြည်ချက်ပို့ရှိလာတယ်ပို့ပြီးလည်းလက်ပြလုံးလာပါတယ်ကိုအသက်ရှင်ခြင်းကိုထပ်အမြဲတမ်းပြောပါတယ်ကိုအသက်ရှင်ခြင်းကိုတယောက်အနေနဲ့ပဲဖြစ်ဖြစ်မိုးဆက်မိုးဘက်ကနေပြီးတော့ပင်လယ်ကြီးဖြစ်လာပါတယ်ကိုအသက်ရှင်ခြင်းကတန်ဖိုးရှိတဲ့အသက်ရှင်ခြင်းဖြစ်